American နှလုံးအဖွဲ့အစည်းပေါ့နော် American Heart Association ရဲ့သူရင်းအစီကူထုံလမ်းညွှန်ချက်အသစ်2026ပေါ်လာပြီကျွန်တော်လမ်းညွှန်ချက်အဟောင်းက2018နောက်ပိုင်းမှာလုံးဝလမ်းညွှန်ချက်အဟောင်းကိုပြင်ထားမှရှိဘူးကပထမဆုံးလမ်းပြင်တာအစောပိုင်းစစ်စီးကတသက်တာနှလုံးနဲ့လေးဖြတ်ချင်းအနေကိုဖြော့ချပေးတယ်ပေါ့ကျွန်တော် LDL တို့ triglyceride တို့ကခန္ဓာကိုယ်အကျိုးမပြုအဲ့ဒါကိုညားလို့ရှိရင် dyslipidemia လို့ခေါ်တယ်ငယ်ရွယ်စဉ်ကတည်းကကျွန်တော်ကစစ်ဆေးခြင်းတွေတူးချင်းစစ်ဆေးခြင်းတွေပြုလုပ်တင်တယ်ပြီးရင်မိမိရဲ့စစ်ဆေးတဲ့ခန္ဓာကိုယ်လေးခြင်းခန္ဓာကိုယ်စားတောက်မှုနေထိုင်မှုပုံစံလှုပ်ရှားမှုပုံစံအဖြေတွေနဲ့ personalized medicine ဆိုတဲ့တူးချင်းဆေးကုသမှုကိုခံယူရမယ်သူတို့က10နှစ်အောက်တည်လောက်မှစစ်ခိုင်းနေเนาะဆော့ဆော့စစ်လေကောင်းနေပေါ့เนาะသူကတူတန်းရလို့တော့မှပြောကြတယ်เนาะမနေ့ကကျွန်တော်ပြောရတဲ့မှာအဲ့တော့ပထမစစ်အနေနဲ့လူနေမှုအစားအသောက်ကိုပြင်ရမယ်ပြီးရင်သွေး black cholesterol profile အဖြစ်ကိုရှားမယ်သွေးထဲမှာ triglyceride ရဲ့ cholesterol ရဲ့ LDL HDL ပေါ့ low density lipoprotein high density lipoprotein နှစ်ခုလုံးသိရမယ်အဲ့တော့အဖြစ်မကောင်းဒါဆိုလို့ရှိရင် lipid lowering agent 5ခုရှိရတယ်တစ်ခုခုကိုတောက်ရမယ်နော်ဒုတိယအဆင့်အနေနဲ့တောက်ရမယ်ပထမကတော့လူမျိုးပုံစံနဲ့အစားတောက်ကိုပြင်ရမှာပေါ့နော်ကျွန်တော်တို့ကဟုတ်ပြီအဲ့ဒါဆိုရှင် new guideline ကပိုဟော equation ဆိုပြီး equation တို့ထွက်လာအရင်တော့ equation တက်သူပိုကောင်းတာကျတော့တွက်ချက်လိုက်တဲ့အခါကျရင်အဲ့အမှတ်များနေတဲ့လူတွေကနှလုံးဖောက်ပြီးလေဖြတ်နိုင်ဖို့40to 50ရာခိုင်နှုန်းရှိတယ်တကယ်လို့အဲ့ဒါကိုကြိုတိခြင်းအပြင်အဲ့40ရာခိုင်နှုန်း50ရာခိုင်နှုန်းမှာကိုမဝင်သွားအောင်လို့ဆယ်စုနှစ်တစုစာအတွက်ကိုကဆေးတောက်လိုက်ဖို့ကျွန်တော်ကြိုတင်သိရှိနိုင်တယ်ဆိုတဲ့အချက်ကောင်းတာပေါ့နော်ဘလူရောက်100မှာ50တည်မဲ့အစားကျွန်တော်ကကာကွယ်နိုင်ပြီးသားဖြစ်တာပေါ့အဲ့တော့အဲ့ ASCVD နော်ခုနက acute stroke cardiovascular disease ကိုတန်းလူတက်တိကြပေါ့အသက်10နှစ်ကနေ30ချာအောင်ကြိုပြီးတော့ကျွန်တော်ခံမှန်းပါအသက်30အောက်ကိုနော် walking age မြောက်ခင်မှာ300ခိုင်နှုန်းအောက်မှာနေ AC ပဲ5 to 10% ဆိုလို့ရှိရင် dynamic borderline ဖြစ်နေ5 to 10% ရဲ့အလဲကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဖြစ်တော့သူကအလဲလက် moderate ဖြစ်သွားပြီ standard ကျော်သွားပြီဆိုလို့ရှိရင်အဲ့ဒါမြင့်သွားပြီအမြင့်သွားပြီဆိုလို့ရှိရင်ကျွန်တော်ပြဿနာရှိတယ်အဲ့ဒီခါကျတော့ဒီဟာဆိုလို့ရှိရင်ဘာလဲဆိုတာကျတော့ကျွန်တော် application လေးပါနော် Asia ထုတ်တဲ့ prevent အဲ့ဟို ASCVD ဆိုဟာလေး American Heart Association ထုတ်တဲ့ဟာအဲ့ထက်မှဝင်ပြီးတော့တွက်ချက်ရတာပေါ့နော်အကျိုးခံမှန်းစစ်ဆေးခြင်းတွေကလိုအပ်လို့ရှိရင် cholesterol စစ်ဆေးခြင်းတွေတွေးပေါင်ချိန်ခြင်းတွေအကျန်းမာရေးအတွက်အလေးထားကောင်းနေပေါ့ဒါတွေကိုပုံမှန်လုပ်ရမယ်lipid lowering agent တွေစတင်သုံးစွဲဖို့အတွက်လမ်းညွှန်ထားတယ်သူကအရင်တော့ဒီဆေးတွေဆိုတော့အသက်ကြီးမှတောက်ရတာပေါ့နော်တကယ်တော့အသက်ငယ်တဲ့လူတွေ yan obesity လည်းရှိလာပြီစားတောက်တွေကလည်းခုနပြောသလိုစီဂျော်တွေနဲ့ ready made စာတွေဖြစ်လာပြီ process food စီနော်လို့ရှိရင်လည်းကျွန်တော်ကအေးကြောင်ငင်းညောင်းနေရုံးပေးရဆိုလဲ formal format ကြီး gain shot နော်ပြေးလွှားလှုပ်ရှားကစားနော်မိုးရည်တဲ့ရင်ချိုးပြင်အားကစားလုပ်ဒါတွေလည်းသိမရှိတော့အဲ့တော့အဲ့ cholesterol စစ်တာတဲ့ဆိုင်နောက်ထပ်ထူးခြားပြောတာ lipoprotein A LPA ဆိုတာအရွယ်ရောက်တဲ့လူတွေအနည်းဆုံးတစ်ချိန်တော့စစ်ထားတင်တယ် borderline နဲ့ moderate ဆိုလို့ရှိရင် lipoprotein B ApoB ဆိုတာကိုထပ်စစ်တင်ဒါရင်နော်အဲ့ဒါကိုစစ်မှထားရင်ကျွန်တော်တို့ကခုန cholesterol ဒီမှားနိုင်တဲ့အရေးအတွက်တွေရှိတယ် cholesterol စစ်မယ်ဆိုညဘာမှမစားဘဲနဲ့တီးကြိုတိုင်းလိုပဲမနက်ခင်းသွေးဖောက်ပြီးစစ်တာပိုးမှန်တယ်ဘာလို့ဆိုအဲ့ထက်မှရှည်တီကြီးတို့အဲ့တော့ဟိုစားလိုက်မှားတော့နိုင်တာနော်reassessment လုပ်ရမယ်နှလုံးသွေးကြောတွေကြောက်ကတ်တွေဇီဝဖြစ်စဉ်အချက်လက်တွေကိုအသက်30နဲ့39ကြားပေါ့နော်ရိုးလိုက်ရှိတယ်ဆေးလေးတောက်တယ်ဆေးလေးမတောက်လဲပဲသွေးတိုးရှိရစီးကြိုရှိရ BMI များဒီလူတွေအားလုံးကကျွန်တော်အခုပြောတဲ့ lipoprotein ရော lipoprotein A ရောနှစ်ခုလုံးကိုစစ်တင်တယ်လို့ကျွန်တော်တော့အကြံပြုလို့တယ်ဘယ်လိုတစ်ခေါက်ပဲစစ်ရမှာအဲ့တစ်ခေါက်စစ်ပြီးတော့ရတဲ့အဖြစ်ပေါ်မူတည်ပြီးဆေးတောက်တာကျွန်တော်သွားမှာအဲ့ခုန LDA က125 nanomole ဒါမှမဟုတ်ရင်နောက် unit တစ်ခုအကြောင်း50 mg per deciliter ဆိုရင်အဲ့ဒါကြော်ရဲဆိုရင်အနေရှိတယ်အဲ့တော့ LDL တစ်ခုတည်းက LDL ကကြတော့တစ်ခုတည်းပဲတိုင်းတာဆိုနာကိုတန်နေဟာတွေကသူကြတော့ LPA ကကြတော့ LDA နဲ့မတူတဲ့ချက်ကအစီအမုံအမွားရောအားလုံးတိုင်းပြရအဲ့ကကြောင့်ခန္ဓာကိုယ်မှာကတ်ညှိနေတဲ့တခြားဟာတွေအားလုံးကိုသူကဖတ်နိုင်တယ်ဆိုတော့ LDA လွတ်သွားမယ် lipid profile လွတ်သွားမယ်ဟာတွေကို lipoprotein A စစ်ပေးနိုင်တယ်အဲ့တော့ coronary artery calcium ဆို CAC ဆိုတာဓာတ်ရောင်ခြည်နည်းနည်းလေးပေးပြီးတော့ CT scan လို့မျိုးဟာတွေဓာတ်ရောင်ခြည်နည်းနည်းလေးပေးပြီးတော့နှလုံးသွေးကြောထဲမှာရှိတဲ့ calcium တွေကိုလိုက်တိုင်းတာ0ဆိုရင်တော့ low risk low short term risk ပေါ့လက်ရှိတော့ဘာမှမဖြစ်နိုင်ဘူးရလို့100ကျော်သွားပြီဆိုရင်မင်းဒီပါအောင်ချက်ချင်းနှလုံးထဲမှာရှိတဲ့သွေးကြောတွေကို stent ထည့်တာမျိုးတွေနှလုံးထဲမှာ bypass surgery လုပ်တာမျိုးတွေခွဲစိတာမျိုးတွေ
နော်ဟိုသွေးကြောတဲ့ပေါင်းကနေသွေးကြောတဲ့ကိုထည့်ပြီးတော့နော်သွားထည့်တာတွေ့လောက်ပါအဲ့တော့ lipid lowering agents ကဘာရှိလဲဆိုတော့ statin တွေရှိတယ် zethimab ရှိတယ်နော်နောက် bampilotic acid တို့နော် inclisiran တို့နော် evolocumab တို့ဒါရ5မျိုးရှိအဲ့5မျိုးနဲ့ကျွန်တော် statin ကိုစရွေးပြီးကျန်တဲ့ဟာတွေကတော့ statin နဲ့မတည့် statin ကို40တို့ဘာလို့ပြီးနေရပြီ statin ရဲ့ break ကမြင့်နေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အောက်ကဟာတွေကို alternative အနေနဲ့ပေးတယ်ဆိုတော့ LDL ကိုသူကကြာတာနည်းတယ်ကျန်တဲ့ဟာတွေအားဒါမှကျွန်တော်မပေးတာပေါ့နော်ကျွန်တော်နောက်ကကျ TG triglyceride က150ကျော်မယ်ဝါမယ်အရက်လေးတောက်မယ်900ကျော်မယ်ဆိုရင်150တောင်ဝုန်းတော့900ကျော်မယ်ဆိုရင်ရုပ်တရက် pancreas ရောင်ရမ်းခြင်းဆိုရယ် pancreatitis ဖြစ်နိုင်တယ်ဒါကြောင့်မို့ fibrates တွေနဲ့ omega 3တွေကိုဒီလိုမျိုးကိုကျွန်တော်ကကြိုပေးထားတယ်ဒါလေးကကျွန်တော်က update information လေးတွေကိုပြောတာဖြစ်ပါတယ် American နှလုံးကျန်းမာရေးအဖွဲ့အစည်းကနေပြီးတော့2026 match လ15ရက်နေ့မှာထုတ်ပြန်ထားတဲ့အကြောင်းအရာတွေကိုကျွန်တော်ပုံလေးတစ်ကွเนาะဆရာဟိုနားလည်မှုလွယ်အောင်လို့ရှင်းပြခြင်းဖြစ်ပါတယ်အားလုံးကျန်းမာတိခါနဲ့ပြည့်စုံကြပါစေနော်